အားလုံးပဲမင်္ဂလာပါရှင်မင်းတို့ရဲ့ရွှေစရနာဆိုင်ရလေးပြန်လည်ကြိုဆိုလိုက်ပါရနော်မင်းဒီခေါက်မိတ်ဆက်ပေးမှာတော့ကိုမမတို့ပန်ဆင်လိုက်တဲ့အခါမှာလည်းတိတ်ကိုမှလှပသွားမယ်နီလာချဲဆက်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ချစ်ကက်ကလေးတွေကတီတီကိုမမေတို့ကိုလက်ဆောင်ပေးဖို့ရနာလေးရှာနေရဆိုရင်တော့မမေရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုသွားလိုက်ပါတော့နော်ဒါလေးကတော့မမေမိတ်ဆက်ပေးမယ်နကတ်ဆွဲတီလက်စောနီလာချဲဆက်လေးပဲဖြစ်ပါရဲ့ရှင်မင်းတို့တစ်ခုချင်းစီလဲပြပေးပါမယ်နော်ဒါလေးကတော့နကတ်လေးပဲဖြစ်ပါရဲ့ရှင်သူကတွင်းထွက်နီလာစင်တက်လေးကိုမှရွှေထူထူလေးနဲ့ခတ်ပေးရအောင်မို့လို့ကိုမမတို့ရဲ့ရွှေနားတော်မှာပန်ဆင်လိုက်တဲ့အခါမှာလည်းတိတ်ကိုမှလှပနေတော့မှာပါနော်ဒါလေးကတော့ဆွဲတီးလေးပဲဖြစ်ပါရဲ့ရှင်ဆွဲတီးလေးရဆိုလို့ရှိရင်လည်းရွှေထူထူလေးနဲ့ခတ်ပေးရအောင်မို့လို့လူငယ်ဆက်ဆန်ကြိုက်တဲ့ချစ်မမတွေဆိုရင်တော့ကွက်တီပါပဲနော်ဒါလေးကတော့လက်စွပ်လေးပဲဖြစ်ပါရဲ့ရှင်လက်စွပ်လေးကိုလည်းသူကရွှေထူထူလေးကိုမှဘေးကလက်ရိုးလေးကိုလည်းထူထူလေးခတ်ပေးရအောင်မို့လို့ကိုမမတို့ daily ဝတ်မယ်ဆိုလို့ရှိရင်လည်းရန်အောင်မှအဆင်ပြေရဲ့ကွင်းလေးပါပဲနော်ခုမမေပြပေးထားတဲ့ချဲနီလာဆက်လေးရဆိုလို့ရှိရင်တော့ကိုမမတို့ကတီတီမမေတို့ကိုလက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လည်းတိတ်ကိုမှနည်းနည်းပန်းလာတဲ့ရတနာလေးတစ်ပါးဖြစ်တောင်မို့လို့စိုက်နှစ်သက်တယ်ဆိုရင်တော့မမေတို့ရဲ့ချက်ပေါက်ကိုအခုပဲလှမ်းလာခဲ့လိုက်တော့နော်မမေတို့ရဲ့ရှိုးရုံးကြီးမှာလာရောက်ကြည့်ရှုကျင်တယ်ဆိုလို့ရှိရင်တော့မမေတို့ရဲ့ရှိုးရုံးလိပ်စာလေးကတော့အမှတ်ဆက်ကိုဇေယျဒုက္ခလန်တဲ့3ထိပ်သူဝနာတင်ငန်းကြုံမဲ့ဖြစ်ပါရဲ့ရှင်